တို့ခုကကျတော့ချိန်9နာရီခွဲရှိသွားပြီတို့အောင်မင်္ဂလာဝေပြေးခွင့်သွားပြီးတော့ GJS ဖက်နဲ့အတူတူတောင်ကြီးခီးစင်ကိုထွက်မှာပါတစီကတော့ရောက်နေပါပြီတစီရောက်နေပါပြီGJS ဖက်က online ကနေပြီးတော့ ticket ကလေးဝယ်ယူမယ်ဆိုလို့ရှိရင်သူကဖုန်းလေးတွေကို SMS လေးပို့ပေးတယ်ကောင်တာကိုရောက်ပြီဆိုတာနဲ့ဒီ SMS လေးပြပေးမယ်မှတ်ပုံတင်လေးပြပေးရတယ်တို့တို့ဒီလိုထိုင်ကုန်နံပါတ်လေးတန်းရပါတယ်ရန်လွယ်ကူမနေဘူးလားလွယ်ကူတာပေါ့ကားပေါ်မှာဒီလိုကူပွန်လေးတွေကိုဝေပေးတယ်သူကတစ်စောင်9000အစားတောက်စားမယ်ဆိုလို့ရှိရင်ဒီလိုကူပွန်လေးနဲ့လဲလိုက်ရုံပဲမိုက်တယ်နော်ကျမမစားလိုက်တာတော့3တက်တာသမင်းပေါင်းပါရမ်းကောင်းတယ်ဟုတ်ကွာအရန်ကြီးမအီဘူးကွာဒီကမှအချင်းလေးလည်းထည့်ပေးတာကွာထည့်ပေးထားတဲ့ပြင်မှာဒီမှာလေးချင်လေးပါထပ်ပေးတာရှယ်တော်တော်တွိုင်းလက်အပေါ်ပါသွားပြီးမှာတော့ကားပေါ်ပြန်တက်မှာပါသူတို့ကတော့ပျော်ပဲဆက်ပြီးတော့တက်မယ်လို့ပြောပါတယ်ထိုင်ကုန်စိုက်ကြီးတော့ကွာအိတ်ကတာတအားဆင်ပြီးဘွားမှာဒါမျိုးတစ်ခါမှမခံစားဘူးဘာလို့လဲဆိုတော့တော်တော်များများကားစီးမှုတွေကွာထိုင်ကုန်စိုက်သေးတော့ခါနာတာတွေခေါင်းကမြည်ရတာဆင်မပြေရဘူးဒီတစ်ခေါက်ကတအားဆင်ပြီးတော့ညိနေရပဲရမ်းမိုက်တယ်ခုတို့တို့အောင်မန်းကိုရောက်နေပါပြီရောက်တဲ့အချိန်လေးကတော့4နာရီခွဲပါကိုလုံးကတော့ပေါ်ပါသွားပြီးတော့ခီးထက်ဆက်ကြမှာပါအားလုံးပဲဆက်လက်ပြီးသွားရအောင်အင်းကြီးလဲဖို့အတွက်တွိုင်းလက်ထဲကိုဝင်လိုက်တာကျန်ဒါလေးတွေစီပြီးထားပေးတာချစ်စရာလေးကဲတော်ဝင်းလေးမျက်နှာသေးလို့ပြီးသွားပါပြီရမ်းချောတယ်မှာအရင်ကတေချာမကြည့်ဖြစ်ခဲ့လို့ဆိုရင်ခုတေချာကြည့်လို့ရတယ်နော်တို့ကဘယ်စိုက်ကပြဗျာအောက်ကပေါ်ရအောင်ဘေးတစ်စောင်းဘယ်စိုက်ကနေပြဗျာမနေ့ကစောကြီးပဲထားမှာမလို့တို့စောစောအိပ်ပါတော့မနော်အားလုံးပဲတတပါခုမနက်ကတော့6ခွဲပါတို့ breakfast ကကျတော့6ခွဲကနေ9ခွဲထိပါကဲစားဖို့တောက်ဖို့တော့အောင်ကျေယူဟင်းဒါလေးကပြောင်းမှုပြုတ်ကဲဒါလေးကဆုံးပြုတ်တကယ်ချက်ထွင်းပြုတ်ဒီမှာဓမင်းကြော်ဓမင်းမျိုးရှယ်ဓမင်းမစားကြဘူးဘေဂရီတော့ပဲစားတယ်ဘေဂရီရဲ့ဆူရှီကတော့ဒါအကြိုက်တယ်ပဲနေရရော